ကျမမိတ်ဆွေများလုံးမင်္ဂလာပါရှင်မတ်လ10ရက်နေ့ကနေပြီးတော့မတ်လ18ရက်နေ့ထိကြာသာပရိသတ်သမီးများအတွက်တပတ်စာကာလအခြေအနေလေးတွေကိုဟောပြောပေးမှာဖြစ်ပါတယ်ကျမရဲ့ဗီဒီယိုလိုက်ကလေးတွေကြာသာပရိသတ်သမီးများကြည့်ရှုနေတယ်ဆိုရင်အစဆုံးလေးကြည့်ပေးဖို့လိုအပ်ပါတယ်ကြာသာပရိသတ်သမီးများအတွင်ကူးပြောင်းခြင်းဆိုတဲ့ကံတရားပေါ်မှာကြာရောက်နေပါတယ်ကံကောင်းလာစပြုပါပြီနော်စိတ်တက်မကြပါနဲ့စီးပွားရေးလုပ်ငန်းတွေအယောင်းဝယ်တွေပြန်လဲအားကောင်းလာမယ်ဒါပေမဲ့လို့လုပ်ငန်းအသစ်အခုမှစတင်မဲ့လုပ်ငန်းမျိုးတွေမလုပ်ပါသေးနဲ့အခုမှစီးပွားရေးတွေကိုဝင်ပြီးစိုင်တစ်ဖွင့်မယ်ဆိုရင်တော့ဒီကာလမှာမဖွင့်ပါသေးနဲ့လို့အကြံပြုပြောခြင်းပါတယ်ကမောက်ကမတွေဖြစ်သွားတတ်ပါတယ်ဒါမဲ့ကိုလုံးနေကြလုပ်ငန်းလေးတွေကအခြေအနေကနေပုံမှန်ပြီးတော့ပြန်ဖြစ်လာတဲ့ကာလဖြစ်ပါတယ်เนาะကျမရဲ့အနေနဲ့လည်းပြန်လဲကောင်းမွန်လာပါလိမ့်မယ်စူဝါဝါတဲ့အနေနဲ့လုံးဝမရှိပါဘူးအဲ့တော့စိတ်ယုံစည်းကမ်းရောက်ရတာတို့ခွဲစိတ်ကူတာမှုတွေအောင်မြင်ရတတ်ပါတယ်ကျမကြီးညံ့နေပြီနောက်မှကျမကြီးတွေပြန်ကောင်းလာမယ်အစားတွေပုံမှန်စားလာနိုင်မယ်ပေါ့နော်အဲ့တော့အလုံးနဲ့ပတ်သက်လို့ဒီအချိန်ဒီကာလမှာကိုကနိုင်ငံရခြားရောက်ရှိနေတဲ့သူတွေကဒီချိန်ကာလမှာလှုပ်သိရမယ်ရှောက်ထားတဲ့အလုပ်တွေရပါလိမ့်မယ်အလုပ်ခေါ်စာတွေရောက်ရှိလာပါလိမ့်မယ်အဲ့တော့သတင်းကောင်းတွေကြားရမယ်လို့ပြောလို့ရပါတယ်ဒီချိန်ဒီကာလမှာအခြေအေးနဲ့ပတ်သက်ပြီးတော့တည်ငြိမ်စပြုလာတဲ့အခြေအေးပေါ်မှာတည်ရှိနေပါတယ်အခြေအေးကောင်းပါတယ်เนาะအခြေအေးကတည်ငြိမ်နဲ့ပဲဒီကာလလေးမှာသွားနေရမယ်ပေါ့အိမ်တော်ဝင်းမှာကတော့အပြောင်းအလဲလေးတွေဖြစ်ပေါ်မယ်အိမ်တော်ဝင်းမှာအစိုးရကနေအကောင်းပေါ့စိုးဝါးဖြစ်ပြီးတော့မှเนาะလင်မယားတွေစကားများရန်ဖြစ်ပြီးတော့မှကောင်းလာတာကောင်းစားပြုလာတာပေါ့အဲ့ဒါအစိုးရအကောင်းဆိုတဲ့ကံကြမ္မာလဲဘင်းပေါ်မှာကြာရောက်နေပါတယ်ဒါကြောင့်အိမ်တော်ကြီးကတော့ဒီကာလာလေးမှာစိတ်ချမ်းသာနဲ့ပဲသွားနေရပါလိမ့်မယ်ဒါပေမဲ့လို့ဒီကာလာလေးမှာအိမ်တော်တဲ့အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ပေါ့လူမှုရေးကိစ္စလေးတွေလျှော်ရမယ်သူများအရန်ကူညီပေးတာမျိုးလေးတွေလျှော်ရမယ်အိမ်တော်ကြီးကိုထိကိုင်နိုင်ပါတယ်ဂျားတွေကနေပြီးတော့မှစကားတွေများတာရန်တွေဖြစ်ကြတာဒါမျိုးလေးတွေပြဿနာလေးတွေကလင်မယားနှစ်ယောက်ကြားထဲမှာပေါ်ပေါက်လာနိုင်ပါတယ်ဒါပေမဲ့လို့ချစ်ရေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ချစ်သူယုံကြည်မှုတွေရရှိပါလိမ့်မယ်ကိုချစ်သူကကိုယ့်အပေါ်မှာဒီကာလမှာပို့ပြီးတော့နားလည်မှုတွေရရှိပါလိမ့်မယ်အဲ့တော့သားသမီးယေဒနာတွေလည်းဝင်လာတတ်ပါတယ်တော့ကျန်တာပြည်သားသမီးတွေကနိုင်ငံခြားခီးတွေအောင်မြင်တယ်နော်နိုင်ငံခြားနဲ့ပတ်သက်တာတွေထောက်ပံ့ကောင်းတွေရမယ်ရေလန်းခီးကိုရှောင်ရမယ်လေနဲ့ပတ်သက်တဲ့ကျမ်းမာရေးတွေညံ့တက်တယ်ပေါ့နော်အဲ့တော့အကြီးကဲပညာနဲ့ပတ်သက်တာတွေအောင်မြင်မှုရမယ်ပညာရေးအကောင်းတယ်စာမွဲတွေဖြည့်ဆို့နိုင်မယ်ပေါ့အဲ့တော့စာမွဲဖြည့်နေတဲ့ကျန်တာပြည်သားသမီးများဆိုလို့ရှိရင်ရေနေရာလေးပေးခြင်းတယ်ဒါကတော့ရွှေရောင်တော့လေးတစ်ချောင်းပေါ်မှာဖျောင်းနိုင်အဖြူတိုင်းအဝါတိုင်းအနီတိုင်းဖျောင်းနိုင်3နိုင်ထုံးရမယ်နော်မနက်ပိုင်းလေးမှာထုံးပါစာမွဲမဖြည့်ခင်မှာထုံးပါတရက်ကြိုပြီးတော့ထုံးပါဒီနေ့ကနေစပြီးတော့လုပ်ပေးရမယ်နော်အဲ့တော့အဲ့ဒီရွှေရောင်တော့တစ်ချောင်းမှာဖျောင်းနိုင်တစ်နေ့ကို3နိုင်ထုံးမယ်တေချာစုတောင်းမယ်ပညာနဲ့ပတ်သက်တာတွေပိတ်ဆို့နေတာတွေပွင့်သွားပါစေเนาะပညာဉာဏ်တွေလည်းပေါ်ပေါက်လာပါစေပညာကိုစောက်ရှောက်တဲ့နှကောင်းနှမျက်တွေလည်းကိုယ်ကူညီပါစေကြက်ထားတဲ့စာမွဲတွေလည်းဖြေနိုင်ပါစေဒါမျိုးပေါ့เนาะပညာနဲ့ပတ်သက်တာစာရီနဲ့ပတ်သက်တာကိုဆုတောင်းမယ်ပြီးသွားရင်ရွှေရောင်တော့လေးတစ်ချောင်းတေးသေးလေးကြီးဖို့မလိုတေးလေးအဲ့ဒါလေးလေဘေးမှာဆွဲသွားပါအဲ့တော့သာသာပြီးသားသမီးများယုံကြည်မှုတွေခိုင်မာမယ်ပညာနဲ့ပတ်သက်တာတွေအောင်မြင်မယ်ဖြစ်ဆိုနိုင်မယ်ပေါ့နော်ဒါပေမဲ့လို့ကိုကရေလန်းခီးရှောင်ရမယ်ရေနဲ့ပတ်သက်တဲ့နေရာမျိုးတွေတော့မသွားနဲ့ချောင်းသာတို့ငွေဆောင်တို့ရေကူးတာတို့မလုပ်နဲ့နော်မသွားနဲ့ပေါ့ငွေကြေးကိစ္စတွေကတော့ကောင်းတယ်ငွေကန်ကတော့ကောင်းတယ်ငွေကန်ပွင့်လန်းမယ်ဒါပေမဲ့မမြဲဘူးပြန်ထွက်မယ်ထွက်ရင်လည်းသူကထုတ်လိုက်ထည့်လိုက်ပြန်ထွက်မယ်ဝင်ရင်လည်းထုတ်လိုက်ထည့်လိုက်ပဲဝင်လာမယ်ခရီးနဲ့ပတ်သက်တာတွေကောင်းတယ်တွေးတိုးသမားတွေပေါ့ဂယုဆိုင်ရမယ်ဒီချိန်ဒီကာလမှာတွေးတိုးယောဂါတွေဖြစ်တတ်ပါတယ်အုံလို့ပါတဲ့အစားတောက်တွေရှောင်ပေးပါအဲ့တော့မိမိတို့အနေနဲ့အဖိုးအိုအဖွားအိုအိမ်နီးနားမှာရှိတဲ့အဖိုးအဖွားကိုနွားတို့မကြာခဏဒါနပြုပေးရမှာဖြစ်ပါတယ်အိမ်ဖျားမှာတော့ထီးဖြူ9လက်အသေးထီးဖြူအသေး9လက်ရဲ့နှင်းစီပန်9ပွင့်လေးရဲ့လှူဒန်းပေးပါ
အဲ့တော့ကြာသာပတိနေ့မနေ့ပိုင်းလေးမှာဆိုရင်နူရမင်းလေးဆုံးကပ်ပေးလို့ရပါတယ်ကြာသာပတိသားသမီးများကိုအထူးမှားကျင်တာကတော့ဒီချိန်ဒီကာလမှာကိုယ့်ဘက်ကကံအကောင်းစားပြုလာပြီးဖြစ်တဲ့အတွက်ကိုယ်ရန်ပြုတိုက်ခိုက်တာတွေလည်းပေါ်ပေါက်လာတတ်ပါတယ်ဒါကိုကိုကသိခံနိုင်ရမယ်ဆိုရင်တော့ဒီကာလလေးရလည်းကိုယ့်အတွက်ကံကောင်းခြင်းတွေပိုင်ဆိုင်ရမယ်ကာလတစ်ခုဖြစ်သွားပါလိမ့်မယ်ကဲအားလုံးပဲအဆင်ပြေပါစေ